တော့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီမန်ချက်စတာနဲ့တင်တော့တရားဖော်တဲ့တင်3-2ဆိုရလက်နဲ့နိုင်ကစားနိုင်ခဲ့ပါဗျာအဓိကအနိုင်ကစားနိုင်ခဲ့တာပြောကြမဟုတ်ဘူး Bruno Fernandes assistant ရပြီးတော့ကျွန်တော်တို့ထိတ်ဆုံးမှာရက်တည်နေတဲ့တမိုင်းတွေတစ်ခုရေးဆုံးနိုင်ခဲ့တာကတကယ်ပြောကြကောင်းတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ Casemiro ရဲ့နှုတ်ဆက်ပွဲမှာ Casemiro ကြီးထွက်သွားတဲ့အချိန်မှာချက်သိန်းရုံထားတယ်တကွင်းတော့ဟိုနေရပြန်လက်ခုပ်တီးရတဲ့အတိုင်းနိုင်ရကြောက်စရာကြီးဗျာအဲမှာတော့ပထမဆုံးပထမပွဲစားပြီး9မိနစ်ကြာမှာပဲကျွန်တော်တို့လူချောရဲ့တလာပသွင်းကိုကနေပြီးကျွန်တော်တဘိုးရခဲ့တယ်တိတ်မကြခင်မှာကျွန်တော်တို့တဘိုးပြန်ပေးလိုက်ဘောနော်ပြီးရင်တော့ကျွန်တော်နောက်ထပ်နှလုံးမြောက်သွင်းကိုတော့ကျွန်တော်တို့ရဲ့အမ်ဘူမိုနင်းငယ်ညင်းပွားဝယ်ရပြဿနာဖြစ်ပြီးတော့ခုညာအနေနဲ့သွင်းကိုရောက်နိုင်ခဲ့ပေါ့ဗျပြီးရင်တော့ကျွန်တော်တို့ Bruno Fernandes ကြီးရဲ့ပေးပို့မှုနေတဲ့စင့်ကျွန်တော်အမ်ဘူမိုနေနဲ့ပိတ်သွင်းနိုင်မှုနဲ့တူတူ Bruno Fernandes assistant ရပြီးတော့3-2ဆိုရလက်နဲ့နိုင်ရခဲ့ဗျာဒါပေမဲ့ဒီဘက်မှာအကောင်းဆုံးသားသမားကိုပြောပါတယ်နော်ကျွန်တော်မြင်တာ Elliot Anderson စောက်ရမ်းကောင်းနေဗျာတကယ်ကြီးကိုလမ်းအောင်ကကျွန်တော် United အသင်းကိုခေါ်ယူတဲ့ကစားသမားတစ်ယောက်ပဲဘာလို့လဲဆိုတော့တော်ကိုမိုက်တာနော်ကိုယ်မင်းယူနေမြတွဲပြီးလိုက်ဆရာကြီးဖြစ်သွားမှာအငိမ့်ဒီကောင်ကြီးဖြတ်တင်ဘောတွေပိုင်းညာရမယ်ကိုသွင်းမလုံးတွေရမယ်အရန်အောင်မှအဆင်ပြေသွားနိုင်တယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်တိတ်ပြီးသူကစားအသိမကြည့်အောင်ဆိုမှဒီနေ့ပွဲမှာတော့ရန်အောင်မိုက်နေပြီကျွန်တော် United အသင်းကိုနှလုံးလုံးသူ့ရဲ့ဖန်တီးမှုကနေစင်ရရှိသွားတာကြီးကတော့တကယ်ဟိုမှာဆရာချလွန်းနေပေါ့နော်တိတ်မချခင်မှာဒီအန်ဒါဆန်ခေါ်နိုင်မယ်လို့တော့ကျွန်တော်မြင်နေပေါ့ဗျာဒီကုန်းနေတော့ဘလို့မြင်နေပေါ့ဒီနေ့ပွဲမှာတော့ကိုသမား Lesman လည်းကောင်းတယ်ပေါ့နော် Lesman တွေကောင်းတယ်ဆိုပေမဲ့လည်းဒါပေမဲ့တစ်ခါတလေနည်းငယ်အမှားယွင်းလေးပြုလုပ်နေတယ်ပြီးရင်ကျွန်တော်နောက်တန်းမှာပေးပို့မှုလေးမှာနည်းငယ်အမှားယွင်းလေးပြုလုပ်နိုင်ပြီးတော့သူဒီနှစ်ပွဲသုံးပွဲဆက်တိုက်လောက်မှာသူအမှားတွေလုပ်နေရတယ်တွေ့ရပါတော့ဒါကတော့ကောင်းတယ်ဆိုတော့မဟုတ်ဘူးပေါ့လေအမေဖြစ်တတ်ပါတယ်ဆိုတဲ့နာမည်ကျွန်တော်တို့အဆင်ပြေပေးလို့ရရပါဒါပေမဲ့ဘာပဲကျွန်တော်တို့က United ကိုချစ်တယ်ဗျာဒီအိမ်ညုံမြင်ဘူးလားမလဲเนาะကျွန်တော်ကြွားလာပါဘောပဲဒါပေမဲ့ကျွန်တော်ပြောချင်တာဒီနေ့ညမှာကျွန်တော်တို့ United တင်းနေတကယ်ကိုကောင်းမွန်တဲ့အနေအထားတစ်ခုနဲ့ပဲအနိုင်ရရှိခဲ့တယ်3-1လောက်ထိခက်ထားနိုင်ရဆိုမှ3-2ထပ်ပြီးပေးလိုက်တဲ့အတိုင်းတာတစ်ခုကြီးအဲ့လုံးဆိုရင်ကျွန်တော်တို့ကစားသမားနဲ့ရှေ့မှာဒဏ်ရာရနေတဲ့ကစားသမားကိုအာယုံစိုက်နေတဲ့အချိန်မှာပြန်သွင်းသွားပါတော့အဲ့ဒါလည်းတကယ်ကောင်းတဲ့လုံးပဲပြောလို့ရတယ်ဗောလေဒါပေမဲ့လည်းတက်နိုင်ပါဗျာကျွန်တော်3-2ဆယ်ရလည်းနိုင်ဒါပေမဲ့ဗျာ Bruno Fernandes ဒီတဲ့ assistant ရတဲ့3-4-5လုံးမကောက်အမ်ဘူမိုကဒွဲလိုက်ဇက်စီကဒွဲလိုက်ဒိုကူကဒွဲလိုက်ဟိုအမတ်တီကလည်းဒွဲလိုက်နေတိုင်နေပတ်နေတယ်မှာလုံးဝဒီ Bruno Fernandes assistant ကိုကောင်းမွန်ရပြီးမှကောင်းမွန်လေးဆန်းလို့ဖြစ်သွားမယ်အဲ့ဒါကအလုံးမရခဲ့တယ်ဒါပေမဲ့နောက်ထပ်ပွဲတစ်ပွဲမှာဆက်ပြီးကျွန်တော်တို့ရဖို့ရှိသေးရဲ့ဗျာနောက်ထပ်ပွဲမှာလည်းကျွန်တော်တို့နောက်ဆုံးပိတ်အိတ်နဲ့တွေ့ပြီးတော့မှ Bruno Fernandes ကြီး assistant တွေပို့ပြီးတော့ရသွားမလားတော့ကိုယ်ကနေပြီးအများကြီးရသွားမလားတော့စောင့်ကြည့်နေပဲနောက်ထပ်ပွဲစဉ်နောက်ထပ်လာမယ့် Premier League ရဲ့နောက်ဆုံးပွဲစဉ်မှာကျွန်တော်တို့ပြန်တွေ့ပါမယ်ဒီခြားထဲမှာကျွန်တော် Manchester United နဲ့ပတ်သက်တဲ့သတင်းကို celebrity ဆက်ပေးနေမယ်လို့ပြောနေပဲကျွန်တော်ရဲ့ United Speaker ဆိုတဲ့အကောင့်လေး subscribe လုပ်သွားပြီးတော့မြတ်ရခံပါတယ်ခင်ဗျာကျွန်တော် United နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့သတင်းတွေဆက်ပေးနေမှာဖြစ်တယ်လို့ကြားစီလေးမဟုတ်ဘူးရှိပါခင်ဗျာဒီနေ့ဒီမှာလည်းနေတော့လောက်ပါပဲခင်ဗျာ